မင်္ဂလာပါညီကိုမောင်နှမအပေါင်းတို့ဒီနေ့ကျွန်တော်တို့ဝိညာဉ်တိုက်ပွဲအပိုင်းနဲ့အတွဲ31ကိုသွားမယ်ဗျာ God's plan for Israel past present future ဘုရားသခင်ရဲ့ဟိုနေဘယ်လိုပြောရမလဲ plan ပေါ့ Israel ပေါ်မှာဘယ်လိုရှိတယ်လဲဆိုဟိုအတိတ်မှာလည်းရှိတယ်လက်ရှိမှာလည်းရှိတယ်အနာဂတ်လာမယ့်အနာဂတ်မှာလည်းဘုရားသခင် plan သူတို့ပေါ်မှာရှိတယ်ဘာဖြစ်ကျွန်တော်တို့ဖတ်နေတဲ့ကျမ်းစာဟာဟေဘရဲကျမ်းစာဂျူးကျမ်းစာဓမ္မဟောင်းဓမ္မသစ်ဒါကြောင့်မလို့ဘုရားသခင်သူတို့နဲ့ဘာတွေစကားပြောတယ်ဆိုတာကျွန်တော်တို့ဖတ်တော့ကျွန်တော်တို့နားလည်လာတယ်ဒါပေမဲ့နားမလည်တဲ့လူတွေအများကြီးရှိတယ်အထူးသဖြင့်ရီမာရဲ့သင်ကြားခြင်းတွေဟာဘုရားသခင်တို့ကဘာတရားကိုနားမလည်ဘူးသူတို့သွင်းထက်လိုက်တဲ့ကျမ်းစာဓမ္မဒါကြောင့်မလို့ရီမာရဲ့သင်ကြားခြင်းတွေကမားတယ်ဗျ99ရာခိုင်နှုန်းသောတရားဟောဆရာတွေနော်ရီမာဆရာတွေပေါ့ရီမာစင်ကြားချင်းအသင်းတော်တိုင်းမှာရှိတယ်ဗျသူတို့သွင်းထက်လိုက်တယ်ဗျာဒီမှာကျမ်းစာတစ်ပိုက်ဖတ်တယ်ဥပမာဟိုဒေးဗစ်လာလိုမျိုးဆိုတစ်ပင်နှစ်ကိုဟလာသူဖတ်ပြတော့အဲ့မှာဘယရစ်ပြောဟဲ့မျိုးတို့ဘင်းတို့ဘာလို့စုကူစုသွင်းထက်လိုက်တော့ခါတယ်ဘယ်လိုများကျမ်းမှာချမ်းသာတင်စာတို့ဟာလား prosperity gospel တွေပေါ့အဲ့ဒါသူတို့တွေကအဲ့ဒီအယူလွဲမှားအဖွဲ့တွေမျိုးနော်ဒါဒီအဖွဲ့တွေကိုရှောင်ကျင်ပါ avoid the teachings of Rima နော်ဒါကြောင့်ပထမဆုံးကျွန်တော်သွားမယ်ဗျအချိန်ကိုဟိုနည်းဘယ်လိုပြောမလဲဦးစားပေးပြီးတော့ပေါ့အမြန်ဆုံးကျွန်တော်သွားမယ် God's plan for Israel past present future လွန်ခဲ့တဲ့အပတ်တုန်းကကျွန်တော်လေ့လာသွားတာတစ်ပေအခန်းကြီး1အခန်းကြီး125ဒါပေမဲ့ကျမ်းစာရဲ့ပတ်သက်မှုဟာနော်တစ်ပေအခန်းကြီး1အခန်း24 25မှာအဲ့ဒီမှာဘာအကြောင်းအရာတွေရှိလဲဆိုကျွန်တော်တို့ပြန်လေ့လာမယ်နော်ရှင်ပေထရုဩဝါဒစာခန်းကြီး1အခန်းငယ်22ကနေ25လေးကျွန်တော်ပြန်ပြီးနွေးမယ်ပေါ့ဗျာနော်အခန်းငယ်20စဖတ်မယ် Now that by your obedience to the truth you have purified yourselves and have come to have a sincere love for your fellow believers love one another earnestly with all your heart for through the living and eternal word of God you have been born again as the children of a parent who is immortal not mortal as the scripture says all mankind are like grass and all their glory is like wildflowers the grass withers and the flowers fall but the word of the Lord remains forever this word is the good news that was proclaimed to you ကျမ်းစာအဓိပ္ပာယ်ကိုကျွန်တော်တို့ဦးဆုံးရှင်းထုတ်မယ်ဗျเนาะဗမာလိုရှင်းထုတ်မယ်ဟိုနေ့ညီကောင်မောင်မိုက်နားလဲအောင်ပေါ့အင်္ဂလိပ်နားလဲလူတာဘာမှပြဿနာမရှိဒါပေမဲ့ဟိုနေ့အင်္ဂလိပ်နားမလဲတဲ့ညီကောင်မောင်မိုက်ဒီနားလဲအောင်ဗမာလိုဘယ်လိုအဓိပ္ပာယ်ထွက်စလဲဆိုရင်ခုနကျမ်းပိုက်เนาะတစ်ပေအခန်းကြီး1အခန်းငယ်20နဲ့25မှာရှင်ပေတရုဟာပြည်နယ်9ခုမှာတိုင်းတစ်ပါးသာဖြစ်သွားတဲ့ဣသရေလဒုက္ခသည်တွေကိုဘယ်လိုပြောတယ်လဲဆိုရင်ယခုအချိန်မှာသင်တို့တွေဟာကြားသိခဲ့ရတဲ့အမှန်တရားတွေကိုသင်တို့နာခံယုံကြည်တဲ့အတွက်ကြောင့်သင်တို့နှလုံးသားတွေကိုသန့်စင်စေပြီးသင်တို့ယုံကြည်သူအချင်းချင်းတယောက်ကိုတယောက်ဖြူစင်တဲ့အချစ်နဲ့ချစ်ကြတယ်။ဒါကြောင့်မလို့သင်တို့တွေဟာတယောက်ကိုတယောက်စိတ်အားထက်သန်စွာနှလုံးသားတွေကအကုန်အစင်ချစ်ကြလို့တမန်တော်ရှင်ပေတရုကဣသရေလဒုက္ခသည်တွေကိုလွန်ခဲ့တဲ့အနှစ်2000ကကာလမှာရေးပေးလိုက်သောစကားဖြစ်ပါတယ်။23နော်အသက်ရှင်လျက်သာဝရတည်မြဲသောဖျားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်သင်တို့တွေကအသစ်တဖန်မွေးဖွားလာတဲ့ကလေးတွေဖြစ်တယ်။ဘယ်လိုကလေးတွေလဲဆိုရင်သာဝရတည်မြဲသောမိဘရဲ့ကလေးတွေဖြစ်တယ်။သေဆုံးတတ်တဲ့မိဘရဲ့ကလေးတွေမဟုတ်ဘူး။ပြောချင်တဲ့အဓိပ္ပာယ်ကတိုင်းတစ်ပါးသားလို့အခေါ်ခံရတဲ့ဣသရေလလူမျိုးတွေဟာ
အသက်ရှင်၍ခြာဝရကြည်မြဲသောဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်သေဆုံးတတ်တဲ့မိဘရဲ့ကလေးတွေမဟုတ်တော့ဘူးသူတို့တွေဟာခြာဝရအသက်ကိုရမယ်ဒါဆိုဣဇရေအတွက်ပဲလားငါတို့အတွက်မပါဘူးလားလို့မေးလာရင်အခန်းငယ်24နဲ့25မှာဖရာသခင်ကဘာပြောတယ်လဲဆိုရင်လူမျိုးရှိသမျှအကုန်လုံးဟာမြက်ပင်တွေနဲ့တူတယ်နောက်ပြီးသူတို့ရဲ့ဘုံရှိသမျှအားလုံးဟာလေတောပန်းပွေးနေလိုပါပဲမြက်ပင်တွေဟာညိုးနွမ်းသွေ့ချောက်တတ်တယ်ပန်းပွေးတွေဟာလေကျွေတတ်တယ်ကြပြီမယ်ဖျားသခင်ရဲ့နှုတ်တော်ထွက်တကားစကားတရားဟာအစင်မြဲတည်တယ်ဒီခြာဝရဖရာသခင်ရဲ့နှုတ်တော်ထွက်စကားဟာသင်တို့တွေကိုဟောပြောခဲ့တဲ့ဧဝံဂေလိတရားဖြစ်ပါတယ်လို့ရှင်ပေတရုကပြည်နယ်၅ခုမှာသွားနေတဲ့ဣဇရေဒုက္ခသည်တွေကိုရေးပေးလိုက်တဲ့စာဖြစ်ပါတယ်ဒါကြောင့်တစ်ပေအခန်းကြီး1အခန်းငယ်24 25ရဲ့လူဝက်ချက်ကဘာလဲဆိုရင်ဒီကဘာပေါ်မှာရှိသမျှသောလူမျိုးအလုံးတွေဟာမြက်ပင်တွေလိုပဲသွေ့ချောက်ပြီးသေရမယ်သင်ဘာသာပဲကိုးကွယ်လူမျိုးရှိသမျှဟာဧကအမှန်သေခြင်းနဲ့တရားမလွတ်ကင်းပါဘူးဒါပေမဲ့သာဝရဖျားရဲ့ရွေးကောက်ခံရတဲ့ဣဇရေလူမျိုးတွေဟာယေရှုရဲ့သူတို့ရဲ့ကယ်တင်ရှင်မေရှိယကိုယုံကြည်လက်ခံလိုက်ရင်သာဝရအသက်ရှင်ရမယ်လို့တမန်တော်ကြီးရှင်ပေတရုကသူတို့အတွက်ကိုသာရေးပေးလိုက်ခြင်းဖြစ်ပါတယ်အခြားလူမျိုးတွေအတွက်မဟုတ်ပါဘူး This word is the good news that was proclaimed to you အတိတ်ပဲကတဲ့ရှင်ပေတရုပြောတာနော်ဒီဘုရားသခင်ရဲ့စကားပေါ့ the word of the Lord this word the word of the Lord word ဆိုတာနှုတ်ထွက်စကားဘုရားသခင်နှုတ်ထွက်စကားဟာတဲ့ good news ဧဝံဂေလိကောင်းသောသတင်းနော် that was proclaimed to you သင်တို့အခုငါပြောပြလိုက်တာအဲ့ဒါဒီစကားဒီဘုရားသခင်နှုတ်ထွက်စကားနင်တို့တွေမစေရဘူးဘာဖြစ်လို့ဆိုရင်ဘုရားခင်ဟိုနေကျွန်တော်တို့လေ့လာတော့အကုန်းလာသူတို့ကကဲတင်ချင်းရမယ်ထောင်ရဆက်ရမယ်ဟာလားနောက်သူတို့ကဟိုတစ်ပင်နှစ်ကိုအခုကတစ်ပင်နှစ်ကိုမရောက်သေးတော့ဘယ်လိုပြောရမလဲသူတို့တွေကနောက်ဆုံးမှာအဲ့ဒီ million kingdom မှာဟိုနေဘုရားခင်ရဲ့ရပြောဟိတ်တွေဟာလားဖြစ်မယ်ဘယင်တွေဖြစ်မယ်ဟာလားဘယင်တွေဖြစ်မယ်ဘုရားသခင်သခင်ယေရှုခရစ်ကျတော့ဘယင်တကာဘယင်ဟာလားအဲ့ဒါဒီ million kingdom မှာဖြစ်မဲ့အရာဒါကြောင့်မို့သူတို့ဒီမှာမျောလင်းချက်ရှိတယ်ခင်ဗျားတို့ကျွန်တော်တို့ကြတော့ရှိသလားဆိုတာရှိတော့ရှိတယ်ဒါပေမဲ့ဒီကျမ်းစာတဲ့ကျွန်တော်တို့ရှိကို direct ရှင်ပေတရုစကားပြောတာမဟုတ်ဘူးဆိုတာကျွန်တော်ကဟိုနေ့အတီထပ်ပြုတယ်နော်ဘာဖြစ်လို့ရှင်ပေတရုကကျွန်တော်တို့စကားမပြောရတဲ့ဆိုရင်ဒီကျမ်းပိုက်တွေကဘယ်လာဆိုရင်ဒီနှုတ်ထွက်စကားဘုရားသခင် the word of the Lord ဒီစကားဘယ်လာဆိုရင်ဟိုးဓမ္မဟောဆလာတာရှင်ပေတရုကဒီမသိခင်မှာဟိုနေ့မှာလူခဏနဲ့ထောင်မှာဒုက္ခတွေဖြစ်သွားတဲ့ဣသရေလကိုစာရေးပြီးတော့ပြောပြတာနော်သူရေးတဲ့စာလဲခင်ဗျားတို့ကျွန်တော်တို့ရေးပေးတာမဟုတ်ပါဘူးဗျဒီကဆိုရင်နော် the first letter of Peter နော်ဒီမှာကျွန်တော်နည်းနည်းပြန်ပြမယ်ခင်ဗျားတို့စာဟိုနေရှင်ပေတရုဩဝါဒစာဆောင်အခန်းကြီး1အခန်းငယ်1ကနေ2ဖတ်မယ်ဆိုတော့ From Peter apostle of Jesus Christ to God's chosen people who live as refugees scattered throughout the province of Pontus Galatia Cappadocia Asia and Bithynia ဒီလူတွေသူရေးပေးတာဗျဟိုခမည်းဟိုနေဒီဗီလာလိုမျိုးကလာတို့ဗမာတို့ကချင်တို့ကရင်တို့ရှမ်းတို့ချင်းတို့တရုတ်တို့ဘာလို့ရေးပေးတာမဟုတ်ဘူးဗျဒီမှာသူစာဒီလိုမှာစာသားအစချီလာတာဒီလိုလာတာဒါခမည်းတို့ကအဲ့ဒါမှာခမည်းတို့ကိုခမည်းသားထဲတော့ Pontus မှာလည်းခမည်းတို့ရောက်ဘူးတာမဟုတ်ဘူး
ဂလာတီမှာလည်းခမရသွားနေတာမဟုတ်ဘူးကပ်ပါဒိုစီယာမှာလည်းခမရတို့သွားနေတာမဟုတ်အဲ့မှာသွားမွေးတာမဟုတ်ခမရဖိုးဖွားထဲမှာသွားမွေးတာမဟုတ်ခမရတို့ကကျွန်တော်တို့ရေးပေးတယ်ဒီစာကျွန်တော်တို့တက်ပဲဆိုခမရတို့ယူတာခမရတို့ကအဲ့မှာ remind ဆိုသင်ချက်တယ်အဲ့ဒါခမရတို့ဖျားခင်ပေါ်ပြတယ်ဟာလားဆွဲယူထည့်လိုက်တယ်ပေါ်ပြချက်တာကျွန်တော်တို့ဒီလိုဖြတ်မဲ့ရပြောဟိတ်မျိုးတွေကျွန်တော်အဲ့ဒါခမရတို့အဲ့ဒါမှားနေပြီဆိုတာကျွန်တော်အမှတကူးကအပြင်မခံမလားပြောပြတာခမရတို့ဗါလဲခမရတို့အမှန်တရားသိစေချင်လို့ခမရတို့ငရဲမကြစေချင်ဘူးဘာဖြစ်လဲခမရတို့မှားနေပြီဆိုတာရိုးရိုးပြောလည်းမရတော့ဝိညာဉ်တိုက်ပွဲတွေဝင်ရတယ်နော်ဒါကြောင့်မလို့ဒီစာနော်ပေတရုကခမရတို့ကျွန်တော်တို့ရေးပြတာမဟုတ်ဘူးဆိုတာအတည်ပြုတယ်ဘာဖြစ်လို့ကျွန်တော်တို့ရေးပြတာမဟုတ်လဲဆိုရင်ဒီစကားဟာနော်ဒီစကားဟာဘုရားသခင်စကားတိပေခန်းကြီးတိအခန်းငယ်24နဲ့25ဘုရားသခင်စကားဘုရားသခင်ဒါစကားနော်သူတို့ရေးပေးတာသူတို့ပြောပြတာဟိုးလွန်ခဲ့တဲ့ဟိုဒီဟေရှာခိကတဲ့ဒီစကားဟေရှာဣသရေလပြောတယ်နားကောက်ဣသရေလပြောပြထားတယ်ဒါပေမဲ့သူတို့ကတဖြည်းဖြည်းဆက်သူကဘုရားသခင်ဒီမှာပြန်လာတဲ့လူတွေရှိတယ်ဒါပေမဲ့မလာတဲ့လူတွေရှိတယ်ဒါကြောင့်မလို့ရှင်ပေတရုခင်မှာရှင်ပေတရုထပ်ပြီးတော့တခါလေသူတို့ဘယ်လိုလဲသတိပေးလိုက်တော့ဗျာနော်သတိပေးလိုက်ဒီခုနဒီမသိခင်မှာအဲ့ဒီခုနဟေရှာအခန်းကြီး40အခန်းငယ်6နဲ့8မှာတွေ့နိုင်မယ်စကားစာသားတထတယ်ပဲဘုရားသခင်နှုတ်ထွက်စကားဒီမှာဗျအခုနပေတရုဩဝါဒစာပေတရုတစ်ပေခန်းကြီး1ငယ်24နဲ့25ဒါလာဟောရလာတယ်အစ္စယာကလာတယ်နော်ဟေရှာအခန်းကြီး40အခန်းငယ်6နဲ့8မှာနော်လွန်ခဲ့တဲ့940နှစ်ကနေ681 BC ပါအဲ့ဒီဟိုနေဟေရှာဘာပြောသလဲဆိုရင်နော်ဘုရားခင်စုပြောခိုင်းနော် The voice said cry out and he said what shall I cry ဒါဘုရားခင်က all flesh is grass and all its loveliness is like the flower of the field the grass withers the flower fades because the breath of the Lord blows upon it surely the people are grass the grass withers the flower fades but the word of our God stands forever ဒီမှာနော် the word of our God ဟလာငါတို့ရဲ့ဖခင်ရဲ့နှုတ်ကပတ်တရားနော် word သူရဲ့စကား stands forever အစင်မြဲတည်မြဲမယ်ဟလာဒီမှာရှင်ပေတရုခင်မှာ the word of the Lord remains forever စကားတဲ့ထပ်တယ်ပဲဒီမှာနှစ်ပေါင်း900ဟလာ900နီးပါးပေါ့ဟလာ900ပတ်ဝန်းကျင်ပေါ့ဒီစကားတစ်ခုကတထပ်တယ်ဒီဟာဟေရှာယကနားကောက်တဲ့ဣသရေလကိုပြောပြတာသူတို့တွေကိုမျက်ပေမဖြစ်စေချင်ဘူးသူတို့ကဖျားခင်ရွေးကောက်တဲ့လူဒါကြောင့်မလို့တခြားလူမျိုးတွေကတော့စေရမယ်အကုန်လုံးမျက်ပေလို့စေရမယ်ဒါပေမဲ့သူတို့ဟာမစေရဘူးသူတို့ဖျားခင်ပေးတဲ့ဂတိတွေရှိတယ်အဲ့ဒါသူတို့ဒီဖျားခင်ရဲ့စကားကိုယုံကြည်မယ်ဆိုရင်သူတို့မစေဘူးကဲတင်ချင်းရမယ်နောက်တော့ထောင်ရဆက်ရမယ်တခြားလူမျိုးတွေကြတော့ဖျားခင်ကိုမသိနားမလဲလူကမျက်ပေကဲလို့ပဲ6ပြီးတော့စေပြီးတော့ပျောက်သွားမယ်အဲ့လိုပဲဟုတ်လားဒါပေမဲ့လို့စစ်ဆေးမှုလို့ရှိတာပေါ့နောက်ဆုံးတော့ final judgment တော့အကောင်းဆုံးပြန်စစ်မှာပေါ့ဟုတ်လားဒါပေမဲ့ဒီအခုကပြောချင်တာဘုရားသခင်ကဒီဣသရေလမျိုးတွေပဲစကားပြောတာဒီမှာရှင်ပေတရုခင်မှာလည်းဒီဣသရေလမျိုးတွေပဲစကားပြောတာဟုတ်လားခင်ဗျားတို့ကျွန်တော်တို့ပြောတာမဟုတ်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်တို့ဟာမျက်ပင်နေဖြစ်နေတယ်ဟုတ်လားမျက်ပင်နေဖြစ်နေတော့ခင်ဗျားတို့ကျွန်တော်တို့ကဧကမနောစေရမှာဒါပေမဲ့တော့မစေခင်တော့ဘုရားသခင်လမ်းကိုရှာဟုတ်လားဘုရားသခင်ပညာတွေကိုဘယ်လိုပြောမလဲလေ့လာဟုတ်လားသင်ကြားလေ့လာပြီးတော့သုံးစပြီးဘုရားသခင်မှာကြားတဲ့ပညာတိုင်းခင်ဗျားတို့ဆက်ရှင်ခင်ဗျားတို့စီစည်းတိုင်အောင်နောက်ဆုံးတော့ final judgment မှာဟုတ်လားအဲ့ဒီစာအုပ်တွေဖွင့်ထုတ်တဲ့ချိန်မှာအကောင်းဆုံးဘုရားသခင်စစ်ဆေးတဲ့ချိန်မှာခင်ဗျားတို့ရဲ့ကောင်းမှုဘယ်လောက်ရှိလဲဆိုတော့ဘုရားသခင်ပြန်စစ်တဲ့ချိန်မှာနော်ထာဝရဟိုနေဘာဘယ်လိုပြောမလဲအသက်စာဆောင်မှာနာမည်ရှိတယ်ဆိုခင်ဗျားတို့ကကြည်ရင်ရမယ်ထာဝရအသက်တာရမယ်ဒါပေမဲ့အခုမဟုတ်ဘူးအခုတော့ကြတော့အသက်ကြီးအချိန်တိုင်တော့ခင်ဗျားတို့ဖြစ်လို့ကျွန်တော်အကုန်တော့ပွဲပြီးမှာပဲဂတ်မှာပဲဟုတ်လားသေလို့မပြောဘူးလေရိုင်းတယ်ဂတ်မှာပဲဒါပေမဲ့အချိန်တိုင်ပြန်ရှင်ပြန်ထားမြောက်လာပြီးတော့စီငင်းခံမယ်ဟုတ်လားဘလူးမားတယ်လေဘလူးမှန်တယ်အဲ့ဒါခုလက်ရှိရီမားစင်ကြချက်လုံးရစီများကျန်းစာတွေလာယူပြီးတော့ထာဝရဆက်ရမယ်မသိဘူးဟုတ်လားစောင့်ကြည့်မကြောက်ဘူးချီဆောင်ခြင်းလည်းခင်ဗျားတို့မပေါ့
အဲ့ဒါကျွန်တော်အခုလည်းပြောဘာဖြစ်လို့ဆိုရင်ကျမ်းစာကယာကုပ်မှာပြန်ပြီးတော့ဘာနော်ပြန်လာတယ်ယာကုပ်အတီးပြန်ပြုတ်တယ်တခါမြက်ပင်ဟာလားမြက်ပင်နေဟိုနေပန်းပင်နေပန်းနေအကြောင်းကိုဟေရှာခင်မှာဘယ်လိုပြောထားသလဲဆိုရင်တော့ the voice said cry out and he said what shall I cry all flesh is grass and all its loveliness is like the flower of the field the grass withers the flower fades because the breath of the Lord blows upon it surely the people are grass the grass withers the flower fades but the word of our God stands forever ရှင်sorry ဟိုနေဟေရှာခင်မှာနော်ခုနီး40နှစ်ကနေ680 BC မှာဒီစကားကိုဘုရားသခင်ဟေရှာကိုပြောခိုင်းတယ်ဣသရေလအတွက်ဟောဒီမှာဒီခေတ်ရောက်လာတော့ James ဒီ James ဆိုတာဟိုနေပေါ့ယာကုပ်ပေါ့ရှင်ယာကုပ်ကိုဘုရားသခင်ကဘာပြောသရှင်ယာကုပ်ကဘုရားသူကသိပြီးဒီအချက်လက်တွေကိုသူသိတဲ့အတွက်တောင်းသူကဒီဣသရေလဆန်တော်ကဘာပြောသလဲဆိုရင်ဒီမှာနော် poverty and riches နော် the Christians who is poor must be glad when God lifts him up and the rich Christian must be glad when God brings him down for the rich will pass away like the flower of a wild plant the sun rises with its blazing heat and burns the plants its flower falls off and its beauty is destroyed in the same way the rich man will be destroyed while he goes about his business ဒီမှာကျွန်တော်တစ်ချက်ပြောပြချင်တာဒါခရစ်ယာန်ရေးပေးတာနော်ဟိုနေယုံကြည်သူဣသရေလဂျူးခရစ်ယာန်တို့ရေးပေးတာဒါကြောင့်မလို့အဲ့ဒီယုံကြည်သူဣသရေလဂျူးခရစ်ယာန်တွေကတော့ဆင်းရဲလည်းဘာမှမဖြစ်ဘူးချမ်းသာလည်းဘာမှမဖြစ်ဘူးဟလားဆင်းရဲရင်ဟလားဆင်းရဲဝမ်းစာပေါ့အေးကျမ်းစာတိတ်ပဲဗမာလိုဖတ်ပြမယ်နော်ဒါပေမဲ့ကျွန်တော်ပြောရင်တစ်ခုကဒေးဗစ်လာလိုမျိုးဟာတယ်နော်တော်ပတ်စံရှိရတယ်ကြွယ်ဝချမ်းသာဟလား The rich man will be destroyed while he goes about his business ခင်ဗျာ business လုပ်ရင်ခင်ဗျာပွဲပြီးမှာပဲဟလား destroy ဖျက်ဆီးခြင်းခံမယ်ဖျားခင်ခင်ဗျာဖျက်ဆီးမှာခင်ဗျာကိုခင်ဗျာလည်းခရစ်ယာန်ပဲဟလားဟိုလေ Gentile Christian လေဟလား Jew Christian မဟုတ်ဘူးဒီမှာ Jew Israel Christian မှာဖျားခင်ဒီလိုမျိုးအခွင့်မပေးထားတာဟာကိုသူတို့တွေကဘယ်လိုပြောမလဲနောက်သူတို့ကကြွယ်ဝချမ်းသာကြရင်ဆင်းရဲသွားရင်ရုပ်တရက်ဆင်းရဲသွားရင်သူတို့ကဝမ်းစာမယ်ဖျားခင်သူတို့ဆွဲချတယ်ဒါပေမဲ့ခင်ဗျာအခုကမဲခင်ဗျာဘုရားခင်နဲ့ဆိုင်တာမဟုတ်ခင်ဗျာစာလာမနဲ့ဆိုင်တာရမလို့ခင်ဗျာဖြစ်စီချင်းရောက်မှာစေးကြတယ်ဒီမှာ business ခင်ဗျာ business ခင်ဗျာလုပ်ရင်လုပ်လေခင်ဗျာပွဲပြီးမယ်ဆိုတာကျွန်တော်ခုကဟိုနေ့ကျွန်တော်ပြောဖက်မှုတယ်မယ်ကျွန်တော်ပြောဖက်ပြလိုက်တယ်ဗျာဟုတ်လားဒါပဲတော့ဒါဗမာလိုဖတ်ကြည့်မယ်ဒီမှာရှေ့ရှားစားဖတ်မယ်ဟေရှာယအခန်းကြီး40အခန်းငယ်6မှ8တဖန်ထိုအတန်ကဟစ်ကြော်လောဟုဆိုလျင်ငါကအဘယ်အရာကိုဟစ်ကြော်ရမည်နည်းဟုမေးတော့လူမျိုးရှိသမျှသည်မြက်ပင်ဖြစ်၏လူမျိုး၏ဘုံရှိသမျှသည်လည်းတောအပွင့်ကဲ့သို့ဖြစ်၏ထာဝရဘုရား၏လေတိုက်သောအခါမြက်ပင်သည်ညိုးနွမ်းသွေ့ချောက်တတ်၏အပွင့်လည်းကြွေတတ်၏အကယ်စင်စစ်လူတို့သည်မြက်ပင်ဖြစ်ကြ၏မြက်ပင်သည်ညိုးနွမ်းသွေ့ချောက်တတ်၏အပွင့်လည်းကြွေတတ်၏ထာဝရဘုရား၏နှုတ်ကပတ်တရားမူကားကာလအစဉ်အမြဲတည်၏ဟုဆိုသည်ဟေရှာယအခန်းကြီး40အခန်းငယ်6ရဲ့8ရဲ့ကျမ်းစာဆက်ဆက်မှုကရှင်ယာကုပ်အခန်းကြီး1အခန်းငယ်10မှ17ငွေရတတ်သောညီကိုသည်မိမိနှိတ်ချဆင်းရဲခြင်းရာ၌ဝါကြွားဝမ်းမြောက်စေအကြောင်းမူကားသူသည်မြက်ပွင့်ကဲ့သို့ဖောက်ပြန်ခြင်းသဘောရှိ၏နေသည်ပူသောအရှိန်နှင့်ထွက်သောအခါမြက်ပင်သည်သွေးချောက်ခြင်းသို့ရောက်၍အပွင့်လဲကျွေတတ်၏တင့်တယ်သောအသွေးအဆင်းလဲပျောက်ပြက်တတ်၏ထိုနည်းတူ
ငွေရတတ်သောသူသည်မိမိအမှုအရာတို့၌ညှိုးနွမ်းပျောက်ပြည့်ခြင်းသို့ရောက်တတ်၏ ငွေရတက်သောသူတွေပါလေနောက်ခေါက်ပြန်ဖတ်ပြပါအောင် ထိုနည်းတူငွေရတတ်သောသူသည်မိမိအမှုအရာတို့၌ညှိုးနွမ်းပျောက်ပြည့်ခြင်းသို့ရောက်တတ်၏ မိမိအမှုအရာဆိုတော့ business ဆိုတာသူလောက်ကင်နေတာဟာလားငွေရတက်ဖို့အတွက်ဆိုတာလုပ်နေတာဟာလားဘုရားခင်နာမကိုရောင်းစားပြီးတော့လားသခင်ခရစ်နာမနဲ့ hallelujah amen ခါရဲမှာသူအောက်မှာရှိတဲ့သူတပည့်တွေအားလည်းဟာ amen ထူတာလက်ကုန်မှာလားအဲ့ဒါဘာနဲ့တူလဲဟာလားဟိုတင်းခြေလေးချောင်းဟာလားဒီမှာခိုင်းတာလုပ်တဲ့ဟာတွေနော်ဒီမှာခိုင်းတာကိုယ့်ရဲ့နှလုံးသားစစ်စစ်မှန်တဲ့ဘုရားသခင်ကိုရှာတယ်မို့ဒီမှာခိုင်းတာဒီဗလာခိုင်းတယ်အော်ပြတ်အော်သလားဒီဗလာလည်းအော်တယ်အဆန်ကွဲမတက်ခင်ဗျားစနာရတယ်ဗျာခင်ဗျားအဆိုကြော်လေးအေးသေးဆိုတယ်ခင်ဗျားအဆန်လေးနားထောင်လို့ကောင်းတယ်ခင်ဗျားအော်တာလေးကြက်တီတော်တော်မရှိတဲ့အော်ဟာတွေလည်းလောက်တယ်လို့ပဲတခါတည်းလက်မြောက်ချင်မြောက်တယ်ခင်ဗျားတို့မားနေပြီနော်ခင်ဗျားတို့ဒါခင်ဗျားတို့တွေ့မဟုတ်ဘူးဒီကျမ်းစာကြာတစ်ပေတိကနေ25ထိပြီးပြီနေ့လာမယ်မကြောက်ဘူးဒါပေမဲ့အခုကျွန်တော်စကားနဲ့ပြောချင်သေးတယ်ဗာလဲဆိုရင်ဘာဖြစ်လို့ဒီကျမ်းစာတွေဟာနော်ဖတ်သွားရမလားရှင်းပါလေဟိုနေဣစယာနော်ဟေရှာယဖြစ်ဟိုနေယာကုပ်ဖြစ်ပေထရိုဖြစ်လားခင်ဗျားတို့ကျွန်တော်တို့စာရေးပေးတာမဟုတ်ဘူးဆိုတာဘာလို့ပြောနိုင်တယ်လဲဆိုရင်ဒီမှာတို့တစ်ခုလေးလာလိုက်မယ်နော် James the letter of James introduction နော် the letter from James the letter from James is a collection of practical instructions written to all God's people scattered over the whole world ရှင်ပြလို့စာတဲ့ရှင် sorry ရှင်ယာကုပ်စာတဲ့သူယာကုပ်ဘယ်သူရေးပဲဆို all God's people scattered over the whole world God's people are the 12 tribes of Israel ဘုရားသခင်လူမျိုးတွေကဘာနှံ့ပြားမလား scattered all the whole world ကဘာနှံ့ပြားမှာသွားပြီးတော့ဘယ်လိုပြောဒုက္ခတွေဖြစ်သွားတဲ့ဟိုနေဘုရားသခင်ရဲ့အမျိုးဘုရားသခင်ရဲ့ဟိုနေမလူပေါ့ရွေးကောက်တဲ့လူတွေ God's people ဆိုတာမှာ Israel ဆန်လို့ပြောတာခင်ဗျားတို့ကျွန်တော်ပေါ့ကလမ်းပေါ့ကင်ပေါ့ရှမ်းပေါ့တိုံပေါ့ဟလား The writer uses many private figures of speech to present instructions regarding practical wisdom and ဒါကျွန်တော်မဖတ်လို့ပါဖြစ်တယ်ဒါကြောင့်မလို့နော်ဟိုမှာဒါ introduction လို့ပေးထားတာ introduction ကလေးခင်းထားလိုက်ပြီ the 12 tribes of Israel God's people scattered over the whole world ဘုရားခင်လူမျိုးကဘာနှံ့ပြားမှာသွားနေတဲ့ Israel လူမျိုးတွေပြောတာအဲ့ဒါကြောင့်ကျွန်တော်တို့ James chapter 1 verse 1ဟုတ်လားယာကုပ်အခန်းကြီး1ခန်းငယ်1မှာမယ် from James a servant ဒီဟိုနေ to this English version ပေါ့နော် from James a servant of God and of the Lord Jesus Christ greetings to all God's people scattered over the whole world to this English version မှာ God's people သုံးတယ်ဒီ God's people Israel ဆန်နေတယ်နော် NIV မှာ James a servant of God and of the Lord Jesus Christ to the 12 tribes scattered among the nation 对လားဆန်နေတယ် Israel ဆန်နေတယ် scattered ဟိုနေပေါ့ကစင်ကလျာဟာလားကိုယ်ပြပြရှောက်နေရတယ်ဟို nation တွေရဲ့ဂျားမှာလိုက်ရှောက်နေရတဲ့ Israel လူမျိုးတွေစရေးပေးတာဒီ nation တက်မဟုတ်ဘူးနော် scattered 12 tribes scattered among the nation 12 tribes scattered လားဆက်နေနွယ် Holy nation ဂျားမှာလူမျိုးတကနေမှာဂျားမှာလိုက်နေ Israel ကိုစရေးပေးတာယာကုပ်ကနော် New King James version မှာကြည့်မယ် James born servant of God and of the Lord Jesus Christ to the 12 tribes which are scattered abroad လား Israel ဆက်နေနွယ်ဟာလားခင်ဗျားတို့ကျွန်တော်တို့မပါဘူးနော်နောက်ယာကုပ်ယိုဒယာလို့ကျွန်တော်ဖတ်မယ်ယာကောบบทที่1ข้อ1จากยากอบผู้รับใช้ของพระเจ้าและของพระเยซูคริสต์เจ้าถึงคน12เผ่าที่กระจัดกระจายอยู่นั้นคน12เผ่าสิล่ะโฮมาอิสราเอลဆန်နေပြောတာတကွဲတပြားရှောက်နေရอิสราเอลဆန်နေပြောတာယိုဒယာတိုက်လို့ဖတ်ကြည့်ခင်ဗျားတို့နားလည်အောင်ခင်ဗျားတို့တွေ့မဟုတ်ဘူးမနော်ရှင်ယာကုပ်ဩဝါဒအခန်းကြီး1ခန်းငယ်1မှာဘုရားသခင်နဲ့အရှင်ယေရှုခရစ်၏ကျွန်းငါယာကုပ်စီအယယတို့၌ကွဲပြားသော12ပါးသောအမျိုးတို့ကိုမေတ္တာနှင့်ကြားလိုက်ပါ၏တဲ့12ပါးသောအမျိုးဣသရေလမျိုး12ပါးခမည်းမဟုတ်မဟကလာကြီး
ရှန်တရုတ်ဘာမဟုတ်မှားတယ်ခင်ဗျားတို့စာရေးတော့ဘာကင်းလို့ထပ်ဖတ်မယ်ကြီးယာကိုဆယ်တို့တဲဆယ်တို့တဲယူအားတော့ကစားယူခရီအခေပွားယာဇောယာကိုကတိုးဒိုပွားတစီခီဒူလဲအိုလဲတာလောပရီလောပရာပူလောတွေ့လားသေချာဖတ်ကြတော့ဒီမှာထိုက်ကနေချီဟာအစနေချီတော့ဖတ်လားခင်ဗျားတို့ဟိုလေးဟိုတပိုက်ကလေးယူဒီတပိုက်ကလေးယူခင်ဗျားတို့အဲ့ဒါကျွန်တော်ခုကနောက်ဆုံးချိန်မှာကျွန်တော်လာပြောပြတာခင်ဗျားတို့နောင်လာရစီရှင်တယ်အမှန်တရားကိုသိစေချင်လို့နော်ဒီမှာကြည့်ပြဗမာလိုနော်ဆရာယူရသံဘာသာပြန်နော်အယယတိုးနိုင်ကွဲပြားသောတစ်ဆက်နှစ်ပါသောအမျိုးတို့ကိုမေတ္တာနှင့်ကြားလိုက်ပါ၏ဆရာယူရသံဒီမှာဒါကမင်းဗီတယ်နော်ဒီမှာ12 tribes scattered among the nation တွေ့လားစာလုံးကသေးတယ်ဗျနော်ဒီမှာနော်ရိုးရလို့ถึงคน12เผ่าที่กระจัดกระจายอยู่นั้นတွေ့လားရိုးရလို့คน12เผ่าကင်းလို့ဒီမှာပွားစီခီဒူle au lo pri lo pra တွေ့လားစေကြကြည့်ခင်ဗျားတို့ကရင်တက်တဲ့လူတွေကြည့်ဟောဒီမှာ New King James version က to the 12 tribes which are scattered abroad တွေ့လား12 tribes ဒါကြောင့်ခင်ဗျားပဲကျမ်းစာပဲကြည့်ကြည့်ပါတစ်ဆက်နှစ်နွယ်ကိုစာရေးပေးတာဗျကျမ်းစာအောက်ပေါင်းများများတိုက်ကြည့်ခင်ဗျားအဖြေမှန်သိချင်ခင်ဗျားကိုစံတိုးလို့မလို့နဲ့ဗါလဲကျန်းစာလာဖွင့်မလို့ဗါလားလူခင်ဗျားနော်ခင်ဗျားဖျားခင်စော်ကားနေနော်ခင်ဗျားဖျားခင်တို့ဘာတရားတွေကိုဖွင့်တာခင်ဗျားတို့စီးအောင်ဖွင့်ပြလားခင်ဗျားတို့ပေါ့လို့ပဲစားတရားလာဟောတဲ့ကောင်မဟုတ်ဘူးမှတ်ထားစံတိုးနော်ခင်ဗျားမှတ်ထားခင်ဗျားလက်ရောက်လာမယ်နော်မကြောက်ဘူးနော်ကဲအကြောင်းအရာနောက်တစ်ခုသွားမယ်ဗျဖျားသခင်ရဲ့ plan ပေါ့နော် Israel အတွက်နော် God's calendar နော်ဒါဖျားသခင်ရဲ့ပြက်ကလေးဒါ pagan calendar ကျွန်တော်တို့လက်ရှိသုံးနေတဲ့pagan calendar pagan ဆိုတာဟိုနေဘာသာသနာပလူပေါ့ Jew Israel မျိုးမဟုတ်တဲ့ Jew Israel ရဲ့ဘာသာမူကိုးကွယ်တဲ့သာသနာပလူတွေအဲ့ဒါသူတို့ရဲ့ calendar ဒါပဲကျွန်တော် Jew Israel ရဲ့ calendar ဒါပေမဲ့တော့ဒါဖြစ်တယ်လည်းသူတို့တွေကဟိုနေ Sabbath သူတို့မှားတယ်မလဲသူတို့ Saturday သွားယူတာ God's calendar နော်ဒီနေ့က first a bit လဆန်တရက်ဟလာဒီနေ့19ရက် March 2026အဲ့ဒါ pagan calendar ကိုက်ညီတယ်နော်ဘုရားခင် calendar ဒီလိုနော်14ရက်နေ့ကျရင် Passoverရည်သွားလိုက်14ရက် Passover လ14ရက်မှာရည်သွားလိုက်မိုးပေါ်လ first April ကြားတယ် Wednesday မှာကြားတယ်ပုဒ်တူကြားတယ်နော်ဒါကြောင့်လို့21ရက်နေ့က Sabbath စရရမယ်ဘုရားခင်ရဲ့သတ်မှတ်ချက်ဒီ21ရက်နေ့မှာ Sabbath ဒီမှာ8ရက်မှာ April မှာ Wednesday မှာဘုရားခင်ရဲ့ Sabbath ဒီလူတွေကမလုပ်ဘူးဘယ်သူမှမလုပ်ဒီကဘာလုံးမှာဟိုနေ့စနေတင်းနေမှာရှိတယ်ဟိုနာ Sunday worshipper နဲ့ဘာလဲ Saturday ဟာလား good ဘာလဲခေါ်လို့ဘာလဲအဲ့လိုပါဟာလားဘယ်မှာခင်ဗျားတို့တွေ့နိုင်မလို့ Exodus 14 20နဲ့ Leviticus 23 5 8နဲ့ Deuteronomy 16 1မှာခင်ဗျားဖတ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ဖတ်မှာနောက်တစ်ပတ်မှဖတ်ပြမယ်နောက်ရှင်းပြမယ်အခုဒါကြောင့်မလို့ခုမြကျွန်တော်တို့အဓိကထားမယ်ချက်ဒီနော် avoid the teachings of Rima စင်ကြချက်တွေကိုခင်ဗျားတို့ရှောင်နောက်တယောက်ကပြောတယ်ဆိုဒီမှာလည်းဒါလည်း Rima ဖွဲ့ပဲပေါ့ဆိုတာ Hallelujah အော်တယ်ဖွဲ့တယ် Hallelujah ဇို့အော်တယ်ဖွဲ့တယ်ကျမ်းစာလာစင်တာလေပောက်ပြခရိယန်ဆိုတဲ့နာမည်ကတဲ့ဗုဒ္ဓဘာသာမှဲ့ပေးထားတာတဲ့ဘယ်သူပြောလဲဆိုင်းခေါင်ဆိုင်းခေါင်ဟိုတချင်မနောက်တစ်ပတ်မှရှင်းမယ်အခုကကြည့်လိုက်မယ်ခေါင်း29ဆိုဒီနေ့တော့လောက်ပြရမယ်ဒီကိစ္စနဲ့နောက်မှရှင်းမယ်ဒါမှမဟုတ်ဒီမှာပြမယ်ဒီမှာနော်19တွေ့လားဒီနေ့မှ19လဆန်းတရက်မိုးပေါ်လာတရက်ဒီ28မှာကျတော့ဇိုးစုခိုင်းတယ်ဘုရားသခင်ဟာလားဇိုးစုထားအီဂျစ်တွေဟာလားအီဂျစ် sorry ဟိုနေ Israel တွေအီဂျစ်ပြည်မှာရှိတဲ့ Israel နောက်ပြီးတော့ဇိုးစုပြီးတော့ဒီတရက်နေ့မှာ Passover 14ရက်ခင်ဗျားတို့အခုဒီကဘာမှာလာတော့မယ်ဟမှာအဲ့ဒီဗာလဲနစ်ချင်းခရီးယန်တို့ Roman Catholic တို့ဗာတော့ဟောဒီဗာသူတို့လှုပ်မယ်ဒီမှာဘယ်ရက်မှာလှုပ်မလို့ကျွန်တော်မသိသူတို့အဲ့ဒီဟို Passover လေခင်ဗျားတို့ဒီမှာအမှန်တရားဒီမှာနော်ဒီမှာ Passover ဆိုဒီမှာရှေ့ရရမယ်လေခုနှစ်ဒီနေ့3 4
မနော်ဒီအဆိုင်မှာဖတ်ဆိုဝဲပြနောက်တရက်ဆိုမှာ15တိနေ3 4 5 6ခုစပတ် for Israel only ဟာလားဒါဒီမှာအီဂျစ်မှာသူတို့နေတော့ကဒီပါလာကွယ်တရက်ဒီနေ့အခုဒါဗာလဲဘာလာလဲ16ရက်မတ်ဟာလားဒါဒီနေ့တင်းနေ3 4 5 6ခု8 9 10မှာစိုးစုဟိုစိတ်တည်ဟလားဖျားခင်မှာကြားရတယ်ဖတ်ကြည့်ဟိုမှာအဲ့ဒီဟိုနေ Exodus 7မှာဖတ်ကြည့်ပြီးတော့17 73 14ပါလေ Passover ဒီညမှာစိုးစပ်ပြီးတော့စိုးသားစားဟလား15ရက်တည်ရမယ်တင်းနေ3 4 5 6ခုဒါစပ်ဘတ်ဖျားခင်ပေးထားတာဒီလိုမျိုးဒီမှာတက်ကတည်းကခုကဒီလိုမျိုးလောက်ကြည့်ရတယ်ဖျားခင်ရဲ့ပြက်ကတဲ့ခင်ဗျားတို့ကြည့်မှဆိုမိုးပေါ်ကလောက်ကြည့်မိုးပေါ်ကလောက်ရှစ်ခိုးခိုင်းတာမဟုတ်လောက်ကြည့်ခိုင်းတာဖျားခင်ခင်ဗျားတို့သေတဲ့ထိမှတ်ထားဒါအဲ့ဒါခင်ဗျားတို့ဖျားခင်ရဲ့ပြက်ကတဲ့ခင်ဗျားတို့မလေးလာအောင်ခင်ဗျားတို့လေခေါ်ဒီမှာဒီ high ပဲလာယူပြီးတော့ခင်ဗျားတို့happy sabbath happy sunday ခင်ဗျားတို့ကြောင်ကြီးကြောင်တော်မလို့ဒီမှာဒီလိုကျွန်တော်တို့လွယ်အောင်ထားလာပြလိုက်ဒါမိုးပေါ်လာတိဒီမှာဒီနေ့ဒါ10ရက်မှာစိုးစုဟလား14ရက်မှာအဲ့ဒါ Passover 15မှာတည်ရတယ်တင်းနေ3 4 5 6ခုစပ်ပတ်မှတ်ထားတာဒီနေ့စပ်ပတ်ဗုဒ္ဓဟူကစတယ်ပြီးတာမပြီးသေးဘူးဗုဒ္ဓဟူတော့တလားနလားဘယ်နလားဒီကျွန်တော်ပြန်တွက်လိုက်မယ်ပြီးတော့ဆိုတာ Wednesday ကနေ Friday ကိုပြောင်းမယ်ဟိုမှာ Monday ပြောင်းမယ်စပ်ပတ်မိုးဝလာနေပဲဆိုင်တယ်ခင်ဗျားတို့မှတ်ထားလိုက်အဲ့ဒါကျွန်တော်ဒီနေ့ဒါလာပြောပြတာအခုကပဲနောက်ဆုံးသောချိန်ကာလဒါကြောင့်မလို့ခင်ဗျားတို့ရှောင်ရှားမယ်ဟလာ avoid the teachings of remarks ဘယ်လိုလဲဆိုနောက်တစ်ပတ်မှပြောမယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်စိုင်းထုတ်ပေးလိုက်မယ်ခရိယန်ဆိုတဲ့နာမည်ကတဲ့ဗုဒ္ဓဘာသာမဲ့ပေးလိုက်တာတဲ့စိုင်းခေါင်ဟလာမားနေပြီစိုင်းခေါင်နော်ကျမ်းစာသေးလေ့လာအောင်စိုင်းထုတ်မဲ့အကုန်လုံးပေါ့ခင်ဗျားတို့ remark တအုပ်လုံးပေါ့နော်ဟလာ hallelujah hallelujah အော်ပြီးတော့ခါတဲ့ revival church လားခင်ဗျားတို့စိုင်းထုတ်လိုက်ပြီနော်ဘုရားခင်ရှေ့လူရှေ့မှာလားမှန်တဲ့လူကဆက်ဆင်ရမယ်မားလို့တော့ဝယ်ပြီးမယ်ဒါပဲကျွန်တော်ကတော့အခုကနည်းနည်းကြာသွားတာဘာမို့ကျွန်တော်စဉ်းစားနေဘယ်လိုသင်ပေးရမလဲဒီလူတွေတော်တော်နားကောက်တယ်ဗလားရီမာဖွဲ့တယ်ဟလားဒါမဲ့ရတယ်ကျွန်တော်ဖြည်းဖြည်းသွားမယ်နောက်ခေါင်းမတွေ့ရမှာပဲတပတ်ဆိုပေမဲ့တစ်ခါခါတော့နှစ်ပတ်ကြာပါရှိတယ်တလားနှစ်လကြာသွားတယ်ရှိတယ်ဟလားတလားနှစ်လကြာသွားတယ်ပဲဆိုပေမဲ့ခင်ဗျားတို့ရဲ့လှုပ်ရှားမှုကျွန်တော်မြဲလေ့လာနေနော်ခင်ဗျားတို့မလေ့လာစေချင် block လိုက်ဗျာကျွန်တော်ဟလားခင်ဗျားတို့မ block တော့ကျွန်တော်လေ့လာမယ်ကျွန်တော်တင်ပါပဲခင်ဗျားတို့မှားယွင်းတဲ့ဘယ်လိုနှုတ်ပတ်တရားလာစင်တာကျွန်တော်တင်ပြမယ်ဒီနေ့တော့ပဲဗျာခင်ဗျားတို့နားလည်မလို့ကျွန်တော်မျှော်လင့်နေဗျာခင်ဗျားတို့နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်နော်